စာလေးလာတဲ့အခါတိုင်းမှာအာယုံဆိုင်ရမယ်ဆိုတဲ့အတွေးကိုအခုပဲရက်ပစ်လိုက်တော့ယူတယ်လို့ထင်ရပေမဲ့စာလုပ်တဲ့အခါတိုင်းအာယုံဆိုင်ရမယ်ဆိုတဲ့အတွေးကတကယ်တော့မှန်ကန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ဘူးကျွန်တော်တို့အုံနောက်ရဲ့နောက်ထပ်အလုပ်လုပ်ပုံတစ်ခုကိုတေချာမတိထားဘူးဆိုရင်စာလုပ်တဲ့အခါတိုင်းအာယုံဆိုင်ရမယ်ဆိုတဲ့အတွေးတွေနဲ့တင်ပိတ်မိနေတတ်တယ်ဖုန်းတွေမှာအလင်းအမှောင်စတင်နှစ်ခုပါသလိုပဲကျွန်တော်တို့အုံနောက်မှာလည်းပဲမုံနှစ်ခုပါတယ်ပထမတစ်ခုကတော့တင်ချပု္ပ္ပစာတွေတွက်တဲ့အခါစကလုံးအသစ်တွေကြက်မှတ်တဲ့အခါ test book ထဲကစာတွေကိုတကြောင်ချင်းစီဖတ်တဲ့အခါမျိုးတွေမှာအာယုံစိုက်ပြီးဖတ်ရတာဖြစ်တဲ့အတွက်ကြောင့် focus mode လို့ခေါ်တဲ့ mode လေးကိုဖွင့်ထားပေးရတယ်။ focus mode ကကျွန်တော်တို့ဓာတ်မီးရဲ့မီးအလင်းကိုတနေရာတဲ့အရာဝတ္ထုတစ်ခုထဲကိုစိုက်ပြီးတော့မီးထိုးထားတဲ့အခြေအနေနဲ့တူတယ်။အရာဝတ္ထုတစ်ခုထဲကိုစိုက်ပြီးတော့မီးအလင်းတွေစုထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကအရာတွေကိုမမြင်နိုင်လို့ပဲ focus mode ဖွင့်ထားတဲ့အခါမှာကျွန်တော်တို့အာယုံတစ်ခုထဲကိုစိုက်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒီတနေရာထဲမှာပဲပိတ်မိနေတတ်တယ်။နောက်ထပ် mode တစ်ခုကတော့ဒီနေ့ရဲ့အဓိက main ဇာတ်ကောင်ဖြစ်တဲ့ diffuse mode ပဲ။ mode ကဓာတ်မီးမှာဆိုရင်အလင်းကိုတနေရာထဲမစုထားဘဲနဲ့အကျယ်ကြီးဖြန့်ထားတဲ့အခြေအနေနဲ့တူတယ်။ဒီအခြေအနေမှာဆိုရင်ကျွန်တော်တို့ကအရာဝတ္ထုတစ်ခုထဲကိုမဟုတ်ဘဲနဲ့ဘေးပတ်ဝန်းကျင်ကအရာတွေကိုပါမြင်နိုင်စွမ်းရှိတယ်။ရေချိုးနေရင်းနဲ့လမ်းလျှောက်နေရင်းနဲ့ toilet ဝင်နေရင်းတန်းလန်းနဲ့ကျွန်တော်ခေါင်းထဲမှာ idea အသစ်တွေဖက်ကနေပေါ်လာတဲ့အခြေအနေတွေအားလုံးပဲကြုံမှုကြမယ်လို့ထင်တယ်။ဒီလိုဖြစ်တာကကျွန်တော်တို့အုံနောက်ရဲ့ function ဖြစ်တဲ့ diffuse mode ကြောင့်ဖြစ်တာပဲ။ diffuse mode ထဲမှာဆိုရင်ကျွန်တော်တို့ကအရာဝတ္ထုတစ်ခုအကြောင်းအရာတစ်ခုထဲကိုပဲအာယုံစိုက်ထားတာမျိုးမရှိပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်ကတော့ကျွန်တော်တို့မတိလိုက်ခင်မှာပဲအလုံးလုံးနေတတ်တယ်။ diffuse mode ကဘယ်လောက်အစွမ်းထက်လဲဆိုရင်ကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်။ကျွန်တော်တို့ physics ပု္ပ္ပစာတစ်ခုကိုစပြီးတော့တွက်ကြတယ်။ physics ပု္ပ္ပစာမှာအဆင့်ကြီးအများကြီးရှိတယ်။တွက်ရင်နဲ့ကျွန်တော်တို့မိနစ်30လောက်ရောက်တဲ့အခါမှာအဆင့်3ဆင့်မြောက်ကိုရောက်လာတယ်။အဲ့ဒီအဆင့်3ဆင့်မြောက်မှာကျွန်တော်တို့ဆက်ပြီးတော့မတွက်တတ်တဲ့အခြေအနေမျိုးကိုရောက်သွားတယ်။ဒီခါမျိုးမှာကျွန်တော်တို့မတ်တက်ရက်လိုက်တယ်။လမ်းလေးခဏလျှောက်တယ်။ဒီ physics နဲ့ပတ်သက်တော့ကျွန်တော်တို့ဘာမှမတွေးဘူး။ခဏလေးပြီးတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့စပွဲပြန်လာတယ်။လာထိုင်ပြီးတော့ပြန်တွက်တဲ့အခါမှာခုနကခတ်ပါတယ်ဆိုတဲ့အဆင့်3ကလွယ်ကူကူနဲ့တွက်နိုင်သွားတာကိုမြင်ရပါလိမ့်မယ်။ဒီလိုဖြစ်တာကကျွန်တော်တို့အုံနောက်ရဲ့ diffuse mode ရဲ့အစွမ်းပဲကဲဒါဆိုကျွန်တော်တို့ကအာယုံစိုက်လို့မရတဲ့အခါတိုင်းမှာလမ်းထထရှောက်ရမှာလားဆိုပြီးမေးစရာရှိတယ် no ပါအဲ့လိုလုံးစရာမလို system တစ်ခုကိုတည်ဆောက်ထားဖို့လိုတယ်အဲ့ဒီ system ကို10 minute study hack လို့ခေါ်တယ်ဒီ system ရဲ့အဓိပ္ပာယ်ကိုလွယ်လွယ်ပြောရမယ်ဆိုရင်အရန်ခတ်ပါတယ်ဆိုတဲ့ဟာကိုတော့ခတ်ပါတယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့ break မယူခင်10မိနစ်မှာစာပြီးတော့လုပ်လိုက်တဲ့နည်းလမ်းပဲဥပမာကျွန်တော်တို့ essay တစ်ပုဒ်အရန်ခတ်တဲ့ essay တစ်ပုဒ်ကိုရေးရမယ့်တာဝန်ရှိပါတယ်ဆိုပါစို့ကဲဒါဆိုဘယ်လိုလုပ်မလဲကျွန်တော်တို့ essay ကိုကျွန်တော်တို့ break မယူရင်10မိနစ်အလိုမှာစာပြီးတော့ရေးလိုက်တာပဲ10မိနစ်ပြီးတဲ့အခါမှာကျွန်တော်တို့ essay ကပြီးမှာတော့မဟုတ်ဘူးဒါပေမဲ့ break ယူလိုက်တယ်ပြီးတဲ့အခါမှာ break ပြီးသွားတဲ့အခါမှာပြန်ပြီးတော့ကျွန်တော်တို့လှုပ်လက်စားဟာကိုပြန်ပြီးတော့လှုပ်တဲ့အခါမှာပုံမှန်အတိုင်းမိနစ်30လုံးတောက်လျှောက် essay ရေးနေတာထက်ပို့ပြီးတော့လွယ်လွယ်ကူကူဆင်ပြီးရေးနိုင်နိုင်မယ်ဒါက10 minute study hack ပဲ diffuse mode ကိုဖွင့်လို့ရတဲ့နည်းလမ်းတစ်ခုရှိသေးတယ်အဲ့ဒါကတော့ကျွန်တော်တို့သချင်းအတန်နဲ့ဖွင့်တာ diffuse mode ကဘယ်လိုအခါမျိုးမှာပွင့်လဲဆိုရင်ဥပမာကျွန်တော်တို့ vocabulary အသစ်တွေကြက်နေကြတဲ့အခါမှာအာယုံစိုက်ပြီးကြက်နေတဲ့အခါမှာကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကနေစူညံတန်နေကြားလိုက်တယ်အဲ့လိုအခါမှာကျွန်တော်တို့စိတ်တွေက focus mode ကနေမှပြန့်လွင့်သွားတယ်ဒီလိုပဲဒီအကိုအခြေခံပြီးတော့ကျွန်တော်တို့ကခက်ခဲတဲ့အရာစဉ်းစားမဲ့အရာတွေကိုလုပ်တဲ့အခါမှာ noise ပါတဲ့အတန်လေးတွေကိုနားထောင်ပြီးတော့လုပ်တာကပို့ပြီးတော့ idea အသစ်တွေကိုပေါ်လာစေတယ်ကျွန်တော်တို့ရဲ့ diffuse mode ကိုပွင့်သွားစေတယ်ဒီနေ့မှာတော့ကျွန်တော်ကအုံနောက်ရဲ့ diffuse mode ရဲ့ focus mode ရဲ့အကြောင်းကိုရှင်းပြပြီးတော့စာလုပ်တဲ့အခါတိုင်းမှာအမြဲတမ်းအာယုံစိုက်စရာမလိုတဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒီ study idea လေးကအထောက်အကူဖြစ်မယ်ဆိုရင်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ကျွန်တော်ရဲ့ page လေးကို like and follow လုပ်သွားလို့ရပါတယ်ခင်ဗျာ